တခါတလေဘောလုံးလောကမှာပြောင်းရွှေ့တကူဟာပြည်သက်အားလုံးမျှော်လင့်နေကြတဲ့စူပါစတာကြီးတွေမဟုတ်ဘဲနဲ့လူသိနေတဲ့ကစားသမားတစ်ယောက်ဖြစ်နေတတ်ပါတယ်ဒါပေမဲ့နှစ်ငယ်ကြာသွားတဲ့အခါမှာတော့ဒီကစားသမားကပဲအသင်းရဲ့အစားထိုးလို့မရတဲ့အသက်သွေးကြောဖြစ်လာတာကိုကျွန်တော်တို့မြင်မှုကြမှာပါတစ်ချိန်ကအိုထဖို့ရဲ့ကွင်းလယ်ကြီးကိုရန်ကင်းရဲ့ရဲရင်မှုတွေဘော့စကိုရဲ့မော်ဆန်နဲ့ပေးပို့မှုတွေပြီးတော့မိုက်ကယ်ကားရစ်ကိုရိုင်းရဲ့အေးဆက်တည်ငြိမ်တဲ့ကြိုးကင်မှုတွေနဲ့အုပ်စိုးခဲ့ပူပါတယ်အခုတော့ကားရစ်ကိုရိုင်းမိပြဖြစ်အိုထဖို့ကိုပြန်လာပြီးတော့ပျောက်ဆုံးနေတဲ့ United ရဲ့ရွှေခေတ်ကွင်းလယ်ကြီးကိုသူ့လက်နဲ့ကိုရိုင်းပြန်လဲထူထောင်ဖို့ကြိုးစားနေပါပြီမကြသေးခင်ကပဲ Manchester United တင်ဟာချက်စီးမှာနေရာမရဖြစ်နေတဲ့ငွေကျဲခွင့်အန်ဒရီဆန်တိုကိုပေါင်တန်း90နဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့တယ်ဆိုတဲ့သတင်းတွေထပ်ပေါ်လာတဲ့အချိန်မှာတော့ပိတ်သက်တွေကြားထဲမှာဝေဖန်သံတွေဆူညံသွားခဲ့ပါတယ်။ဒါကအနာဂတ်အတွက်ကမ္ဘာအဆင့်ရင်းနှီးမြှုပ်နှံမှုပဲလို့ကြိုဆိုကြပါမယ်။နောက်တစ်ဖက်ကတော့ချက်စီးမှာတော့ရန်ကုန်ထိုင်နေရတဲ့သူကိုပေါင်တန်း90တောင်ပေးရမလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။ဒါပေမဲ့ဒီပြောင်းရွှေ့မှုကိုသေသေးချာချာကြည့်လိုက်ရင်တော့ United ကစားသမားတစ်ယောက်ကိုဝယ်ယူလိုက်တာတင်မဟုတ်ပါဘူး။ဒါဟာမိုက်ကယ်ကားရဲ့ရေရှည်ဘောလုံး project ကြီးအတွက်အဓိကလိုအပ်နေတဲ့အစိပ်ပိုင်းတစ်ခုကိုဖြည့်တင်းပေးလိုက်တာပါအန်ဒရီဆန်တိုဒီနာမည်ကပရီးမီးယားလိပိတ်သက်တချို့အတွက်တော့အသက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘရာဇီးမှာတော့သူ့ကိုအသက်ငယ်ငယ်နဲ့အကြီးမားဆုံးလားလာရှိတဲ့ကွင်းလယ်လူတွေကတယောက်ဖြစ်သတ်မှတ်ခဲ့တာကြာပါပြီရီယိုဒီဂျနေရိုမှာဝေခွာခဲ့တဲ့ဆန်တိုကဘက်စကိုတကားမှာအကယ်ဒမီကနေကြီးပြင်းလာခဲ့သူပါနီးပြတွေသူ့အပေါ်သဘောကျခဲ့တာကကွင်းထဲကခြေစွမ်းတစ်ခုတည်းကြောင့်လည်းမဟုတ်ပါဘူးသူရဲ့ခေါင်းဆောင်နိုင်မှုပွဲကိုဖန်နိုင်စွမ်းပြီးတော့ဘလို့ဖီးအောင်မှမစိုးတုံးလုံးမသွားတဲ့မာကျောတဲ့စိတ်တက်ကြောင့်ဖြစ်ပါလေဒါကြောင့်လည်းအသက်16နှစ်မပြည့်ခင်မှာပဲအသင်းရဲ့ကရင်လက်ဘက်ကိုပတ်ပြီးတော့အသင်းခေါင်းဆောင်ဖြစ်ကွင်းထဲမှာနေရာရခဲ့သူပါဘရာဇီးလိုနိုင်ငံမျိုးမှာအသက်16နှစ်နဲ့အသင်းခေါင်းဆောင်ဖြစ်ခွင့်ရတယ်ဆိုတာကရေရှင်းရှိုံနဲ့မရပါဘူးအသင်းဘော်တွေရဲ့ယုံကြည်မှုနဲ့မိပြတွေရဲ့ထောက်ခံမှုအပြည့်အဝရမှဖြစ်မှာပါအဲ့ဒီအချိန်ကလေးကဥရောပအသင်းကြီးတွေရဲ့မျက်စိကသူ့စီကနေမခွာတမ်းရှိနေခဲ့တာပါဒါဆိုရင်မေးစရာရှိတာကဒီလောက်ကောင်းတဲ့ကစားသမားကိုချက်စီကဘာလို့ရောင်းထုတ်လိုက်တာလဲဖြေရရှင်းပါတယ်ဆမ်မူဘရစ်ဆိုတာကကစားသမားတွေကိုစက်ရုံကပစ္စည်းတွေလိုငွေပုံအောဝယ်ပြီးတော့စုဆောင်းခဲ့တဲ့တမိုင်းကြောင်ရှိခဲ့ပါတယ်အန်ဆိုဖာနန်ဒက်ကန်စီရိုရိုမီယိုလာဗီယာဒီလိုပေါင်တန်းရချီတန်းတဲ့ကွင်းလယ်လူတွေကြားထဲမှာစန်းတို့အတွက်ပုံမှန်ကွဲထွက်ခွင့်ရဖို့ဆိုတာကကောင်းကင်ကကျဲကိုလှမ်းဆွဲရတယ်လို့ခက်ခဲပါတယ်။ဒါကြောင့်သူအငားထွက်ကစားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကသူ့အတွက်ကြိုးရှိသွားခဲ့တာပါ။အငားထွက်ကစားတဲ့ကာလာမှာသူ့ရဲ့ကွဲတစ်ကွဲကိုဖန်နိုင်စွမ်းဘောလုံးကိုပြန်ရယူနိုင်စွမ်းဂိုးသွင်းနိုင်စွမ်းအားလုံးတိုးတက်လာခဲ့ရုံနဲ့မကပဲနဲ့ကွင်းလယ်ကနေရှေ့တန်းအထိပြေးဝင်ပြီးတော့ဂိုးသွင်းနိုင်တဲ့အထိမော်ဒန်ဘောက်တူဘောက်ပလေယာတယောက်ဖြစ်အသွင်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုမန်ယူရဲ့ကဲနောက်တွေကအရေးတကြီးစောင့်ကြည့်နေခဲ့ကြတာပါ။ United ကဒီကစားသမားကိုအခုပေါင်တန်း90နဲ့မဝယ်ရင်နောက်နေ့ကျရင်ဈေးနှဆပေးရင်တော့ရမှာမဟုတ်ဘူးဆိုတဲ့အခြေအနေကိုတွက်ချက်ပြီးတော့အိန္ဒိယဘုတ်ခွဲကပေါင်တန်း90ဆိုတဲ့ပမာဏကိုအနာဂတ်အတွက်ပုံရောပြီးလောင်ကျစ်တင်လိုက်တာဖြစ်ပါတယ်။ဘောလုံးမှာစကားတခွန်းရှိပါတယ်။ကွင်းလယ်ကိုအနိုင်ရရင်ပွဲကိုအနိုင်ရဖို့အခွင့်အရေးပိုများတယ်ဆိုတဲ့စကားပါဒါကမာကယ်ကားတွေကောင်းကောင်းနားလည်တဲ့အရာတစ်ခုပါကားရစ်ကိုရိုင်းကလည်းမန်ချက်စတာယူနိုက်တက်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေကတယောက်ဖြစ်ခဲ့ပူပါတယ်အသင်းတစ်သင်းကတိုက်စစ်ကောင်းုံနဲ့မလုံလောက်ဘူးခန်းစစ်ကောင်းုံနဲ့လည်းမလုံလောက်ပါဘူးအရာအလုံးကိုချိတ်ဆက်ပေးတာကကွင်းလယ်ပါပြီးခဲ့တဲ့ရာသီမန်ချက်စတာယူနိုက်တက်ကိုပြန်ကြည့်ရင်တချို့ပွဲတွေမှာဘောလုံးပိုင်ဆိုင်မှု60%ကျော်ရှာခဲ့ပါတယ်ဒါပေမဲ့အန်ရရှိတဲ့ဘောလုံးပိတ်ပုတ်မှုတွေမဖန်တီးနိုင်ခဲ့ဘူးတချို့ပွဲတွေမှာတော့ပြန်ဘက်ကအတင်းဖိအားပေးကစားလိုက်တာနဲ့ United ရဲ့ဘေးအပလေးနောက်တန်းကနေတိုက်စစ်တီဆောင်မှုကချက်ချင်းပျက်စီးသွားခဲ့ရပါတယ်ကားရစ်ကအဲ့ဒီပြဿနာကိုပထမဦးဆုံးဖြေရှင်းကျင်နေတာပါသူကပြေးရရှိတယ်ခန်းစစ်ကိုဆင်းကူနိုင်တယ်လို့လိုအပ်ရင်ပြန်ဘက်ရဲ့ဂိုးဧရိယာထဲအထိပြေးဝင်ပြီးတော့ဂိုးသွင်းနိုင်တဲ့ခစ်တစ်ဘောက်တူဘောက်ပလေယာပါဘောလုံးလောကမှာပြောင်းရွှေ့တစ်ခုအောင်မြင်လားမအောင်မြင်ဘူးလားဆိုတာကိုပြောင်းရွှေ့ခြင်းဈေးနှုန်းတစ်ခုတည်းနဲ့ပဲမျက်စိမိတ်တိုင်းတာလို့မရပါဘူးတကယ်အရေးကြီးတာကကစားသမားကနီးပြဖြစ်သူလိုချင်တဲ့ကစားကွက်နဲ့ကွက်တီအံဝင်ခွင့်ချဖြစ်ရလားဆိုတာပါမိုက်ကယ်ကားတွေကနာမည်ကြီးစူပါစတာတွေကိုပဲပတ်စံပုံရောပြီးတော့အသင်းထဲကိုဖြည့်တင်းကျင်နေတဲ့အနည်းပြမျိုးတော့မဟုတ်ပါဘူး
သူလိုချင်တာကအသင်းရဲ့ရေရှည် philosophy ကိုနားလည်ပြီးတော့ကွင်းထဲမှာအသက်ပေးပြီးတော့ပိတ်ဆက်ကစားမဲ့ကစားသမားတွေကိုလိုချင်နေတာပါ။အီဒါဆန်ကအန်ဒရီဆန်တို့မှာရောတူညီတဲ့အရွေသေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့အလုပ်ကြိုးစားတယ်။အသင်းအတွက်ရှာနှုံးပြည့်ပိတ်ဆက်ပြီးတော့ကစားတယ်။ပြီးတော့ဘောလုံးမရှိတဲ့အချိန်မှာတော့အသင်းရဲ့ခံစစ်ကိုအသက်ထွက်မတက်စင်းကူတက်တဲ့စိတ်တက်ပါပဲ။ဒီလိုကစားသမားတွေကတဦးချင်းမှာတိတ်ပြီးတော့မထင်ပေါ်တတ်ပေမဲ့အသင်းချန်ပီယံဆုတွေသိမ်းပိုက်တဲ့အခါမှာတော့နောက်ွယ်ကနေအဓိကပေးဆက်ခဲ့ရတဲ့သူရဲကောင်းတွေဖြစ်လာတတ်ပါတယ်။ဒါကြောင့်ပေါင်သန်း90ဆိုတာကဒီနေ့မှာဈေးကြီးတယ်လို့ထင်ရပါမယ်။စန်းတို့တာသူ့ရဲ့ potential ကိုအပြည့်အဝချပြသွားနိုင်ခဲ့ရင်တော့နောက်3-4နှစ်အကြာမှာ United တို့ဒီကစားသမားကိုဒီဈေးနဲ့ရလိုက်တာတန်လိုက်တာဆိုပြီးတော့တလောကလုံးကဝိုင်းပြီးတော့မနာလို့ဖြစ်နေကြမှာပါ။အခုချိန်မှာ Michael Carrick က United ကိုတစ်ခုချင်းစီပြန်လဲတည်ဆောက်နေပါတယ်။အန်ဒရီဆန်တို့ရောက်လာပါပြီ။ဒါပေမဲ့United ရဲ့အတွင်းသတင်းတွေကထပ်ပြောနေတာကဇန်တို့ကကားရဲ့နောက်ဆုံးပြတ်မှတ်လုံးဝမဟုတ်သေးပါဘူး။ဆိုလိုတာက Old Trafford မှာနောက်ထပ်အရာမခေါ်ယူမှုကြီးတစ်ခုကိုဘုတ်ဖွဲ့ကတိတ်တဆိတ်ပြင်ဆင်နေပါတယ်။ဒါကဘာဖြစ်နိုင်လဲ။ United တို့ကွင်းလယ်ကိုပဲနောက်ထပ်အဆင့်မြင့် player တစ်ယောက်နဲ့ထပ်ပြီးတော့အားဖြည့်အောင်ပါလား။ဒါမှမဟုတ်ကမ္ဘာအဆင့် striker တိုက်စစ်မှုတစ်ယောက်ကိုထပ်မံခေါ်ယူလာမှာလား။ဒါကိုတော့စောင့်ကြည့်ရအောင်ပါပါ။တေချာတာတစ်ခုကတော့ကာရီကအောင်မြင်မှုအတွက်အလင်းစလို့ဖြစ်နေတဲ့ဒီပြတော့မဟုတ်ပါဘူး။သူကအသင်းကိုဒီယာဒီတရားဒီတဲ့အတွက်မဟုတ်ပဲလာမဲ့9နှစ်10နှစ်အထိ United ကိုဥရောပရဲ့အထိပ်ဆုံးမှာရေရှည်စိုးမိုးနိုင်အောင်အခြေခံအုတ်မြစ်ချနေတာဆိုတာကိုတော့လက်တွေ့ပြသနေပါတယ်။ဒါဆိုရင်ညီကိုတို့ရဲ့အမြင်ကရောဘယ်လိုရှိလဲ။အန်ဒရီဆန်တို့ကိုပေါင်သန်း90နဲ့ခေါ်ယူခဲ့တဲ့အပေါ်မှာဘယ်လိုမြင်ကြလဲ။ဒါမှမဟုတ်United အနေနဲ့နောက်ထပ် AR မှ bid signing တစ်ခုထပ်မလုပ်မချင်းဒီအသင်းကချန်ပီယံဆုကိုစိန်ခေါ်နိုင်အောင်မှာမဟုတ်ဘူးလို့ထင်ကြလား။ ကွန်မန့်မှာညီကိုတို့ရဲ့အမြင်တွေကိုအားအပါရရေးသားဆွေးနွေးပေးခဲ့ကြပါဦး။